နိုင်တာကိုအခုချိန်ဒီဒီလိုမျိုးတွေလုပ်ပြီးတော့ဆွဲရလို့ရှိသေးလားအခုချိန်ဒီ eyeliner ဒီလိုမျိုးတွေ Okay အခုက eyeliner ကိုနီးလိုက်ကြကြနဲ့အထားကြကြနဲ့ဘယ်လိုဆွဲရမလဲဆိုတာပြောပြပေးပါမယ်ဒီလိုမျိုး angle ပါတယ်ဒီလိုမျိုးလိုတယ်ပေါ့နော်ဒီလိုမျိုးဟာလိုတယ်ဒီမှာဒါဆိုရင်တော့ဆွဲလို့အကောင်းဆုံးပဲသေးလေးကောင်းနေပေါ့နော်သူ့ရဲ့ shape ကသေးလေးကောင်းနေအဆင်ပြေတယ်ပထမအဆုံးအနေနဲ့ကိုကကျွမ်းကျင်တဲ့လူမဟုတ်ဘူးလေနော်ကျွမ်းကျင်တဲ့ဒီလိုမျိုးတိုင်းမျိုး frat အမျိုးဆွဲလိုက်တာထက်စားလို့ရှိရင်အရင်ဆုံးကိုကရိုးရိုးရှင်းရှင်းလေးဆိုတော့အညိုရောင်ကိုသုံးပေးတာကောင်းတယ်ရှာနဲ့လုပ်လို့မရအောင်နော်ဘာဖြစ်နဲ့လုပ်လို့ရပါတယ်ရှာနဲ့တော့မစကြနဲ့ okay အမျိုးဆိုရင်ဒီမှာတက်လာအမှရှိတဲ့တောင်းအစွမ်းသားလေးကိုဆွဲချလာမယ်အထီလဲဆိုတော့ဒီမှာကြည့်ဒီရဲ့ဟာနဲ့တက်လာကွက်တိကြရတက်လာဒီမှာဆိုရင်ဒီလိုမျိုးဆိုရင်ဒီမှာကြည့်ဒီကနေဆိုရင်ဒါတော့ဆိုတောင်းနဲ့ထက်ရှိလေးဆွဲလိုက်ရနော်တက်လာဒါကအယိုးရှင်းဆုံးနီးလိုက်မယ်ကြောက်လူစီလဲဒီလိုမျိုးဒီတရက်မှာပဲအဲ့လိုမျိုးဆွဲချသွားတာပါကြောက်လူစီဆွဲတဲ့နီးလိုက်နဲ့ညလုံးရှိတ်တော်တော်များများနဲ့လိုက်တယ်ပေါ့နော်ကြောက်လို့စီလည်းအဲ့လိုမျိုးပဲဆွဲပေါ့နော်သူကြောက်လို့ဆိုပြီးတော့ဒီပုံနေတဲ့ဟာကိုပဲဒီအောက်နာမှာတွေ့လားဒီအောက်နာမှာရှိတစ်ထစ်ပဲကျန်ဒီမှာတစ်ထစ်ဆွဲရတယ်နော်ပုံနေတဲ့ဟာနဲ့ပဲဆွဲရတယ်အဲ့ကိစ္စဆွဲမယ်အဲ့ပုံနေတဲ့ဟာနဲ့ပဲလိုက်ခေါ်လိုက်တယ်ရနော်မျိုးအဖြူရောင်ပေါ့နော်ဒီအထင်းသားမှာထည့်ပေးရပါတယ်ကင်မရာထဲမှာဆိုအရင်မပေါ်ဘူးအပြင်မှာဆိုရင်အရင်ပေါ်တယ်ပေါ့နော်။မဆွဲထားတယ်မညီညာဘူးမတေတက်ဘူးထင်လို့ရှင်ဆိုရင်ကွန်ဆလာလေးနဲ့လိုက်ပြီးတော့ညှိလို့ရတယ်ပေါ့နော်။ကွန်ဆလာလေးနဲ့ပဲလိုက်ပြီးတော့ညှိယူလိုက်လို့ရနော်။ Okay ဒီဖက်နဲ့ဒီဖက်ဆိုရင်အရင်ကွာရိုင်းပေါ့နော်။လို့ဆိုတော့ဘာပဲလိုအဲ့ဆိုခွာကြတော့မျက်စောင်အတူပေါ့နော်။ eyelashes ကိုတဘောချဲ eyelashes ကိုတက်ပြရတယ်နော်။ကိုကရိုးတဘောချဲလာလား။ဒီဘက်တစ်ခုချစ်ကတဲ့ဟာတော့ကြောက်လို့စီလည်းကတ်တယ်ပေါ့နော်။အဲ့လိုလိုက်ကချင်ပေါ့နော်။ဒါကပို့ပြီးတော့နည်းတော့လှုပ်ရှုပ်နေမယ်လေပို့ပြီးတော့300အဆင်ပြေပေါ့နော်။မျက်တောင်အတူမှာဒီမျက်တောင်အတူကိုဒီလိုယူပြီးလို့ရှင်ဆိုဒီလိုမျက်လုံးကိုအောက်နဲ့စကြည့်လိုက်တာ။အောက်နဲ့စကြည့်ပြီးလို့ရှင်ဆိုဒီမျက်တောင်ရဲ့ဒီအောက်အခွန်ရဲ့အောက်မှာကရတာပါ။ Okay နော်။ This is a new fix up လုပ်ပြီးလိုက်correction တော့အမျိုးလုပ်ပြီးလိုက်ပါဒါဆို okay ဒါတော့နောက်ဆုံး restart ပေါ့နော်မြတောင်တို့တက်ပြီးလို့ရှင်ဆိုရင်ဒီပုံစံကဒီဖက်နဲ့ဒီဖက်ဘယ်လောက်กว่าချရလဲဆိုကြည့်ကြည့်လိုက်တော့အရင်กว่าရပါတယ်